ကျေးဇူးတော်ကိုပိုခံစားရဖို့အတွက်ကိုယ့်ဘက်ကဘာလုပ်ရမလဲလို့မေးလိုက်ရင်အတိတ်ပဲကဘယ်လိုတက်ရောက်သွားစေလဲဆိုတော့ဘုရားရဲ့ကျေးဇူးတော်ကိုပိုခံစားရဖို့အတွက်ကိုကပို့ပြီးတော့မှဆက်ကပ်ရမယ်ကိုကပို့ပြီးတော့မှကြိုးစားရမယ်ပို့ပြီးတော့မှအစီခံရမယ်ဆိုတဲ့သဘောမျိုးတက်ရောက်သွားတာဖြစ်တယ်ကိုယ့်ရဲ့လှုပ်ဆောင်မှုကိုပေါင်းစပ်လိုက်ပြီးကိုယ့်ရဲ့လှုပ်ဆောင်မှုကိုအခြေခံလိုက်ပြီးဆိုရင်ကျေးဇူးတော်လို့မခေါ်တော့ကျေးဇူးတော်ဆိုတဲ့စကားလုံးကိုကြားတာနဲ့ကျွန်တော်တို့အလိုလိုနားလည်ဖို့ကကိုယ့်ရဲ့လှုပ်ဆောင်ခြင်းဘာတစ်ခုမှမပါဘဲနဲ့ဘုရားသခင်ဘက်ကလှုပ်ပေးတာကိုကျေးဇူးတော်လို့ခေါ်တာဖြစ်တယ်။ဒါကြောင့်မို့ကျေးဇူးတော်ပိုခံစားရဖို့လည်းကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းဘာမှသွားပေါင်းထည့်လို့မရဘူး။ပိုကြိုးစားမှပိုစီခံမှကျေးဇူးတော်ပိုခံစားရမယ်ဆိုရင်ဒါကျွန်တော်နားလည်မှုလွဲနေတာဖြစ်တယ်။ကျွန်တော်တို့အမြဲတမ်းကြားဖို့ပါလိမ့်မယ်။ဆရာတို့ကကျေးဇူးတော်ပိုခံစားရတာပေါ့ဆရာတို့ကအရင်ဆက်ကတာကိုဆရာတို့ကအရင်အမှုတော်မှာအစီခံတော့ကျေးဇူးတော်ပိုခံစားရတာပေါ့နော်လို့ပြောလိုက်တဲ့အခါကျတော့ခုနကကျွန်တော်ပြောလို့အတိတ်ပဲကကိုဆက်ကပ်လိုက်မှကျေးဇူးတော်ပိုခံစားရတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားပြီကိုယ့်ရဲ့လှုပ်ဆောင်မှုကိုဘာပေါင်းဆက်လိုက်ခြင်းဖြစ်သွားတယ်တကယ်တော့အဲ့ဒါကကျေးဇူးတော်ကိုနားလည်မှုလွဲတာဖြစ်တယ်ကျေးဇူးတော်လို့ပြောရင်ဘုရားသခင်ဘက်ကလှုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်လူတွေအားလုံးအတွက်ဘုရားခင်ကအကုန်လုံးလှုပ်ပေးပြီးသားဖြစ်တယ်ဟာဒါဆိုရင်လူတွေအတွက်အားလုံးလှုပ်ပေးပြီးသွားပြီငါတို့လည်းဘုရားခင်လှုပ်ပေးတယ်သူတို့လည်းဘုရားခင်လှုပ်ပေးဒါဆိုငါတို့ကျေးဇူးတော်အတူတူပဲခံစားရတာပေါ့နော်လို့ပြောပြရင်လည်းအဲ့လိုလည်းမဟုတ်ပြန်ဘူးကျေးဇူးတော်ခံစားရတာချင်းမတူပြန်ဘူးဒါဆိုဘာဖြစ်လို့လဲကိုယ့်ရဲ့လှုပ်ဆောင်မှုပေါ်မှာလည်းအချိန်မခံဘူးခံစားရတာချင်းကြလည်းမတူပြန်ဘူးဘာကြောင့်လဲလို့မေးလို့ရှိရင်ကျွန်တော်တယောက်နဲ့တယောက်ဘုရားခင်ကျေးဇူးတော်ခံစားရတာမတူဘူးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုသင်ပို့ခံစားခြင်းရဲ့ဘုရားလှုပ်ပေးတာကိုသင်ကိုလက်ခံရမှာဖြစ်တယ်ဟာလေလုယာဖခင်ရဲ့ကျေးဇူးတော်ကိုသင်အပြည့်အဝခံစားခြင်းဖခင်သခင်လှုပ်ပေးတာကိုသင်အပြည့်အဝလက်ခံရယူဖို့ဖြစ်တယ်ဟာလေလုယာ very simple ပိုခံစားခြင်းလို့ပိုဆက်ကတ်တယ်ပိုခံစားခြင်းလို့ပိုအစေခံတယ်ဆိုတော့အဲ့ဒါကိုယ့်ရဲ့လှုပ်ဆောင်မှုနဲ့ဘာလို့ဆက်လိုက်တာတကယ်တော့ကျေးဇူးတော်ကိုနားလည်တဲ့သူကကိုယ့်ရဲ့လှုပ်ဆောင်ခြင်းဘာတစ်ခုမှမပါပဲဖခင်သခင်ကကားနိုင်မှာ finish လို့ပြောထားတယ်ကျွန်တော်တို့ရဲ့အမှုအရာခတ်သိမ်းအားလုံးပြီးပြီလို့ပြောထားတဲ့စကားလုံးကိုနားလည်တဲ့သူကြတော့အမှုရာခတ်သိမ်းဘုရားသခင်ရဲ့လှုပ်ဆောင်ပေးခြင်းကိုခံယူတဲ့အခါမှာအဲ့ဒီကကျေးဇူးတော်ကိုအပြည့်အဝညာနှုံးပြခံစားတာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ယုံကြည်သူခရစ်ယာန်တွေဘာလို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုခံစားရတာချင်းမတူတာလဲဆိုရင်ဘုရားလှုပ်ဆောင်ပေးခြင်းကိုလက်ခံရယူခြင်းပမာဏမတူလို့ဖြစ်တယ်။နားလည်အောင်ပြောရရင်ကိုယ့်ဘက်က90%လုပ်ပြီးတော့မှဘုရားကို90%လုပ်ခိုင်းရင်အဲ့ဒါပြည့်ဝတဲ့ကျေးဇူးတော်မဟုတ်ဘူး။ကိုယ့်ဘက်က20%လုံးပြီးတော့မှဘုရားကို80%လောက်ခိုင်းရင်လည်းပြည့်စုံတဲ့ကျေးဇူးတော်ကိုခံစားရမှာမဟုတ်ဘူး။တကယ်ပြည့်စုံတဲ့ကျေးဇူးတော်ကိုကြွယ်ဝစွာခံစားခြင်းဘုရားသခင်ကို100%အလုံးလုံးခွင့်ပေးလိုက်။သင်ဘုရားရဲ့ကျေးဇူးတော်ကိုကြွယ်ဝစွာခံစားမှာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကသင်ရဲ့အသက်တာမှာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရနှုံးပြခံစားခြင်းဘုရားသခင်ကို100%အလုံးလုံးခွင့်ပေးပါ။ခုနကတော့ကျွန်တော်တို့မေးတဲ့မေးခွန်းဘုရားခင်ရဲ့ကျေးဇူးတော်ကိုပိုခံစားရဖို့ကျွန်တော်တို့ဘက်ကဘာလုပ်ပေးရမလဲလို့မေးခွန်းမျိုးရှိလာရင်သင်ပါပေးခြင်းလေသင်ရဲ့လှုပ်ဆောင်ခြင်းဘာတစ်ခုမှမပေးပါနဲ့ဖခင်ကိုအလုံးလုံးခွင့်ပေးလိုက်ဟာလေလုယာအဲ့ဒါဘုရားခင်ရဲ့ကျေးဇူးတော်ကိုသင်ရနှုံးပြခံစားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့သင်ရဲ့တက်တာမှာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရနှုံးပြသင်ခံစားခြင်းဘုရားသခင်ကို100%အလုံးလုံးပေးပါအပေးချင်ပါတယ်